ရှင်မချင်းတူညီကိုမောင်နှမများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ရခိုင်တိုင်းရင်းသားညီကိုမောင်နှမတွေလည်းအားလုံးတာလီစွာပါလို့နှုတ်ခွန်းဆက်ပါတယ်မနေ့တုန်းကကျွန်တော်ပြောလိုက်တဲ့ဗီဒီယိုဖိုင်ပေါ်မှာဟုတ်လားဟိုဘက်ကဖာတယ်မနဲ့ဝရမ်းပြီးသားသမီးလာပြီးတော့ငါ့ကိုလာပြီးတော့ကွန်ပလိန်းလာမတက်နဲ့ငါပြောတဲ့အထဲမှာအမှန်တရားတွေပဲငါပြောတာနော်ကွန်ပလိန်းလာမတက်နဲ့မင်းတို့လိုအယိုးကြိုက်ပြီးတော့မအေးလို့မိယိုးဖလာကြုံမျိုးစစ်ခွေးကြုံကနေစင်းသက်လာပြီးတော့ငါ့ကိုလာမဟောင်နဲ့ဒီမှာအယိုးလာမတောင်းနဲ့လီးတစ်ချောင်းပဲထိုးထည့်ပေးလိုက်မယ်နားလေတာဖာတယ်မနဲ့ဝရမ်းပြီးဒီနားလေတာငါပြောတော့ဒီကနေ့မင်းတို့ငါပြောတာရှင်းရှင်းလေးမင်းတို့ကငါ့ကိုကွန်ပလိန်းပြန်တက်ဘာဖြစ်လဲမှတ်မိသေးလားတဲ့စိတ်မှတ်မိတော့သိမှတ်မိတော့ဟမ်900နဲ့12ယောက်သေသွားတယ်ဆိုပြီးတော့ငါ့ကိုမလီတပ်ပုံနေနဲ့ပါလေလားမလာနဲ့မင်းတို့ကိုလူလူပြောထားပြီးပြီလူလူခေါ်ထားတယ်နော်မင်းတို့အဲ့သင်းမောပေါ်မှာမင်းတို့ဒုက္ခရောက်လိမ့်မယ်အာရခတတ်တော်ကမင်းတို့ဟာလား hand speaker လေးနဲ့လှမ်းអော်နေ hand speaker လေးနဲ့ loud speaker လေးနဲ့မင်းတို့လှမ်းអော်နေတယ်လက်နဲ့ချပါအလံဖြူချောင်းပါဆိုပြီးတော့မင်းတို့လှမ်းអော်နေမင်းတို့နားမလဲဘူးလားမအေလိုခွေးမျိုးတွေမအေလိုအာနာရှင်မျိုးတွေအောက်လက်ငယ်သားတွေကအများကြီးအဲ့ထဲမှာသိတယ်မင်းတို့အထက်အရာရှိတွေကဘာကြောင့်လက်နဲ့မချရဲတာလဲဘာကြောင့်အလံဖြူမထောင်ရဲတာလဲအဲ့ဒီတုန်းကအဲ့သင်းမောပေါ်မှာဘာလို့အလံဖြူမထောင်ရဲကြတာအဲ့လိုမလုပ်တဲ့အတွက်ဟိုကမင်းတို့ကစ်တာအသိပေးပြီးမှမင်းတို့ကစ်တာမင်းတို့ကျွေးတာရခိုင်မုတ်ကြီးကျွေးတာအဲ့ဒီတုန်းကနော်မင်းတို့ရေထဲမှာမျောလာတဲ့စစ်ခွေးတွေရောအေးကသွားပြီးတော့ဟုတ်လားပဲ့တောင်လေးနဲ့သွားပြီးတော့ကဲတယ်ကဲဆယ်ပြီးတော့လှေပေါ်တင်ပြီးတယ်မင်းတို့မြင်တယ်အဲ့ဒါမင်းတို့မြင်တယ်မအေးလိုးတွေစောက်လုံးတွေလီးနဲ့ထိုးတာလို့မင်းတို့ကစောက်လုံးတွေကန်းနေလားအေးကပြောတယ်လက်နဲ့ချပါလက်နဲ့မချရင်အလံဖြူထောင်လာပါလို့မင်းတို့ပြောခဲ့အဲ့ဒီလိုမင်းတို့နားမလဲဘူးလားနားမလဲတော့သေချင်းဆုံးနဲ့သေရစမ်းသလားကိုမေကိုလိုးမျိုးတွေအေးကပြောတယ်အာရခတတ်တော်ကမင်းတို့ကိုပြောတယ်ကောင်းကောင်းမွန်မွန်လူလိုပြောတယ်မင်းတို့အလံဖြူထောင်လာမယ်ဆိုဘာမှလှုပ်เสียအကြောင်းမရှိဘူးမင်းတို့ဘာလို့မထောင်လဲအဲ့တုန်းကအေးလိုးတွေဖာတယ်မနဲ့ဝရမ်းပြင်းနဲ့ညားပြီးတော့မအေးလိုမိလိုဖလားစစ်ကြုံမျိုးတွေဖာတယ်မတွေငါ့ကိုလာပြီးတော့ဟုတ်လားလာပြီးတော့ပြောပြအခုမြောက်ဦးမှာဟုတ်လားပြည်သူစေးရုံကိုဘုံကျဲချတယ်လေရင်နဲ့